ဒီဝတ္တဝတိဂါထာကိုရွတ်တဲ့အချိန်မှာဘာကိုအာယုံပြုတ်တဲ့မှာသလဲဂါထာတွေရွတ်တဲ့မှာသလားအဲ့တော့ဂါထာတွေလို့ဆိုတဲ့နေရာမှာကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တဲ့အာယုံပြုလို့ဖရာတရားတန်ခါနဲ့ပတ်သက်တဲ့ဂါထာတွေရွတ်တာတော့ကောင်းပါလေဒီဝတ္တဝတိကိုရွတ်ပြီးဆိုလို့ရှိရင်အဓိကဖရာကိုအာယုံပြုပြီးရွတ်ဖို့ပဲသွားနှိုင်းရှင်တာနေဆိုတာနေမှအလင်းရောင်ပေးတာလာဆိုတာညမှအလင်းရောင်ပေးတာရှင်မင်းဆိုတာလဲမင်းဝတ္တန်စာတွေဆင်ထားမှသူတင့်တယ်ရဟန္တာဆိုတာလဲဇံဝင်စားနေတဲ့အချိန်မှာတင့်တယ်မြတ်စွာဘုရားကတော့အဲ့လိုမဟုတ်ဘူးနေရောညရောနော်ဇံဝင်စားသည်ဖြစ်စေဝင်စားသည်ဖြစ်စေမြတ်စွာဘုရားဟာအမြဲတမ်းတကူတော်နဲ့တင့်တယ်နေပါတယ်ဘုရားကိုပူဇော်တဲ့ကထာတာအဲ့ဒါကိုအာယုံပြုပြီးတော့ရွတ်တဲ့နေပေါ့နော်အဲ့ဒါကိုအာပြုနေနဲ့နှိုင်းရှင်ကြည့်တာနေဆိုတာနေပဲညကြမလင်းတော့လာကလည်းညပဲနေဆိုမသာနိုင်ဘူးနော်ဘယင်းဆိုတာလဲရိုးရိုးအယဝရစားနဲ့လာရင်ဘယင်းမှမသိတာယဟနာပုဂ္ဂိုလ်ဆိုတာလဲဇံဝင်စားရင်တမန်ပုဂ္ဂိုလ်လို့ဖြစ်နေမြတ်စွာဘုရားကျတော့အဲ့ဒီလိုသူ့အချိန်လိုက်ဖြစ်တာမဟုတ်ဘူးဘုရားဟာအစင်ထာဝရကိုမြတ်စွာဘုရားရဲ့ဂုဏ်လေးဟာအမှန်တမ်းကြည်နူးစရာကောင်းတယ်ဆိုတာအာယုံပြုပြီးတော့အဲ့ဒီလိုပြောဒီဝတ္တတရားပြီးတော့ခါမှာသစ္စာဆုံးတာတို့ဘာလို့လောက်တာမဟုတ်ဒီဝတ္တ